Hello အားလုံးမင်္ဂလာပါညီမ teacher sorry ပါဒီနေ့ကတော့တက်တော့မစော့ပဲနည်းနည်းပေါ့နော်ပူရရမယ့်အကြောင်းအရာလေးပြောပြပေါ့နော်တကြံပိတ်ရက်လေးဖြစ်တယ်အိမ်မှာလေးရှိနေကြမှာအများကြီးဆိုတဲ့ခါကျအဲ့တော့ပထမဆုံးဘာအကြောင်းကိုပြောမလဲဆိုတော့ညီမတေချာဆရာမဖြစ်တဲ့အတွက်ကြောင့်တေချာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပြောပြမယ်ပေါ့နော်အဲ့တော့တေချာဘာလို့ညမ်းကြလဲအဲ့လိုတွေးဘူးရဟောငါကျန်တဲ့ဥမာ English မှာတော့ငါတော်တယ်ဘာလို့တေချာညမ်းလဲငါကျန်တိုင်းမှာလည်းငါဥနောက်ကအဲ့လောက်ကြီးစိုးရိမ်မှုဒါပေမဲ့ငါတေချာမှာတော့လုံးဝမရဘူးပဲလို့လူမျိုးရှိကြတယ်အဲ့တော့ကိုဘာလို့ညံ့လဲဒါမှမဟုတ်ညံ့တာမဟုတ်တော့ကိုဘာလို့စိတ်ဝင်စားလဲပေါ့နော်အဲ့လိုမျိုးတွေနဲ့ပေါ့စိတ်ဖိစီးနေလို့ရှိရဆိုနေဒီအကြောင်းအရာလေးညီမပြောပြတဲ့အကြောင်းအရာလေးနားထောင်ပြီးတော့ဟုတ်လားပေါ့ဒါလေးပြင်ပြီးစဉ်းစားကြည့်လို့ရအောင်ပေါ့နော်ကိုကလည်းစာဖတ်လို့ရရတယ်ဆိုပေမဲ့စာဖတ်ဖို့ကမဖတ်ပြကြအောင်လေကျွန်တော်ဆိုလည်းစာမဖတ်ပြကြအောင်ဆိုတဲ့အခါကျအဲ့လိုမျိုးဆိုအဲ့တော့ပထမဆုံးက learning style နဲ့ learning style ဆိုတယောက်နဲ့တယောက်သင်ယူတဲ့ပုံစံပေါ့နော်အဲ့တော့ကျွန်တော်ငယ်ငယ်တော့သင်ခဲ့ရတဲ့ပုံစံတွေကကြတော့အခုခေတ်လိုမျိုး waste တွေအများကြီးမရှိဘူးဆီယမကဒီတွက်ဆိုရင်ဒီပုံစံတိုင်းတွက်ရတယ်အဲ့လိုမျိုးတွေနဲ့နည်းနည်းပြန်ပလိန်းတာတော့မဟုတ်ဘူးကွာဒါအဲ့လိုမျိုးကြီးနဲ့တင်ခဲ့ရတယ်ဆိုတဲ့အခါကျတော့အဲ့တော့ဒီတွက်တဲ့ညီကိုတကယ်နားမလည်ဖြစ်မယ်ဒီနားမလည်ဒီတနည်းနဲ့နားမလည်နောက်တနည်းနဲ့ညီမတို့တွက်ပြီးတော့ရှင်းပြရတယ်လေဒီခေတ်မှာဆိုရင်အဲ့တော့ကြာအဲ့လိုမဟုတ်ဒီနည်းပဲဆိုရင်တော့ညီမငယ်တော့ဆိုဘာညံ့လဲဆိုတင်ချာတူးလို့ခေါ်တယ်ဗောနော်အဲ့ဒီဟိုဟာတွေကိုအရန်ညံ့တာနေချာဒူးတွေပုံလေးဆွဲပြီးတော့တွက်ကရ H station ဝိုင်းနေရှာအရန်ညံ့ခဲ့ရပါတော့ဘယ်လိုမျိုးအဓိကတော့အခုစာသင်ထဲမှာတဖြည်းဖြည်းတည်သွားတော့သူ့ရဲ့ rules တွေကိုတေချာတည်ပြီးမျက်စိတွေမှာပုံနဲ့မြင်အောင်လို့ဖော်ရမှာပေါ့နော် triangle ဆိုလဲဒီနာ triangle ဟိုဘက်က circle စသဖြင့်အဲ့လိုမျိုးတွေပုံဖော်ရရဲဆိုတော့အရန်မျက်စိတွေမှာကိုယ်ဝေးပြမြင်လာအောင်လို့ပုံဖော်ရမှာတွေပေါ့နော်ဒါတွေကြတော့လဲတယောက်နဲ့တယောက် learning style မတူတော့ teaching style ကလည်းပြောင်းပြီးတော့သင်ပေးရမှာဒီ traditional အတိုင်းပဲသင်နေလို့လူတိုင်းနဲ့မရဘူးပေါ့နော်အဲ့လိုမျိုးပြီးတော့ခုနလိုမျက်စိနဲ့မြင်လာဖို့အတွက်ကိုဒါမှမဟုတ်ပါစက်နဲ့ပြောပြီးတော့ရှင်းပြတော့မှနားလေလူငယ်မျက်စိတဲ့ခုနလိုမျက်စိရဲ့မြင်လာအောင်ကိုယ့်ဘက်ကိုယ်ပြောနိုင်တဲ့လူဒါတွေကမျိုးမျိုးกว่าနော်အဲ့လိုမျိုးကိုယ့်ရဲ့ learning style တွေကွာခြားမှုကြောင့်လည်းဒီသင်ချာမှာအားနေခဲ့တာဒါမှမဟုတ်စိတ်ဝင်စားတာဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ anxiety ခုနလိုမျိုးပဲငါသင်ချာမတော်ဘူးလို့ကိုတွေးထားရဖြစ်တဲ့အတွက်ကြောင့်အဲ့မှာ anxiety ရရှိတာပဲဒါဒီ anxiety ကဒီဘာဖြစ်စေလဲဆိုတော့ခုနလို negative experience တွေပေါ့နော်အကောင်းမမြင်တော့ကိုအကောင်းမမြင်တဲ့အတွက်ကြောင့်တခုလုပ်ဖို့ဆိုကြောက်သင်ချာတော့ဖို့ဆိုသင်ချာဆောင်ဝေးဖြစ်ဖို့ဆိုကြောက်တယ်တခြားဟာတွေထန်တယ်အဲ့ဒါပို့ပြီးတော့ဒီသင်ချာပို့ပြီးတော့ညှန့်စေတဲ့အကြောင်းရင်းနဲ့မပါတယ်ပေါ့နော်ပြီးတော့ညီမတို့ငယ်တုန်းကလိုမျိုးပဲပေါ့နော်သင်ခဲ့ရတဲ့ပတ်ဝန်းကျင်ဒီကျောင်းနေ facility မပြည့်စုံတာမျိုးတွေဒါတွေကြောင့်လည်းညီမတို့ကသင်ချာမှာညံ့ရတဲ့အကြောင်းရင်းတွေဖြစ်နိုင်တယ်ပေါ့နော်